တွေ့တယ်ငါတို့ပြုံးပြောခဲ့ဘူးတဲ့အဖေရဲ့အမေရဲ့ညီမလေးနှွေထွေးတဲ့အိမ်လေးတစ်လုံးရဲ့အောက်မှာဖို့ရှိတာလေးနဲ့ဝအောင်စားလို့အပူပင်ဆိုတာလေးဝေးခဲ့တယ်တင်ရင်နဲ့ဘွားလေးငယ်ကလေးဟာအိမ်ချနဲ့မြက်ပြမမျိုးနေသလုံးမျိုးဒါပေမဲ့ဆောင်းရဲ့ညမှာအရှိမြောက်စီကလေးယူတွေသက်ဆောင်လာနှဆိုးတဲ့ခေါင်ရဲ့အမင်းပေးတဲ့နောက်မှာမိစ္ဆာတွေဟာမြေပေါ်မှာတောက်ချင်လို့ရှက်ကြလိုက်ပါတော့ဒီစပွဲလေထောကြပါတော့ဒီနမြေလူပွဲလေမီလုံးပြင်းရဲ့ကအေယိုလေးနဲ့တူအဖေဟာငါတို့ကိုထားဝရခွဲခွာပွားမိသက်တွေကိုစကြဲလီမှာရလာမဲ့အောင်ပွဲဟာပါတိတ်ပဲရှိမှလေစီမာလေကျူရချပန်းနဲ့သက်စနေရတယ်ဒီကတော့နေမြေချမှာကိုအဖြစ်တင်ရင်မြေရချလို့မဆောင်ရှောင်းနိုင်ခဲ့တဲ့နာရဲ့လက်တွေအနေလိုကိုနာချရတယ်ပြည့်စည်သွားတဲ့အင်္ဂေဟာလေ